မင်္ဂလာပါ11 mobile မှာဒီနေ့ကျွန်တော် specially video နဲ့တင်ဆက်ပေးသွားအောင်ဖြစ်ပါတယ် MacBook Pro 2014ကို battery လဲပုံလဲနည်းနဲ့ကျွန်တော်တင်ဆက်ပေးသွားမယ်ဒီက basic အနေနဲ့ကျွန်တော်တင်ဆက်ပေးသွားမှာဆိုတော့နည်းနည်းလေးကြည့်ပြီးတော့ကိုယ့်လဲနိုင်နေဆိုရင် battery လေးမှာပြီးတော့လဲလို့ရအောင်ဆိုပြီးကျွန်တော်တင်ဆက်ပေးသွားအောင်ဖြစ်ပါတယ်နံပါတ်1ကတော့ back cover တွေကိုနှစ်တိုင်ဖြုတ်ပြီးတော့ back cover ဖြုတ်လိုက်မယ်ပြီးရင်ကျွန်တော်ဒီရဲ့battery ချိတ်ထားတဲ့ socket လေးကိုကျွန်တော်ခွာလိုက်မယ်အဲ့ဒါပြီးပြီဆိုရင်ကျွန်တော်ဒီမှာဘေးမှာရှိတဲ့ဒီ speaker တွေနှစ်ခုdisconnect လုပ်ပြီးတော့ကျွန်တော်ဒီမှာနှစ်တိုင်3နိုင်စီခွာပြီးတော့ဘယ်ညာ speaker တွေကိုထုတ်လိုက်မယ်ထုတ်ပြီးပြီဆိုရင် battery ကိုဖြိုးလို့တော့ရပြီမဖြိုးခင်မှာကျွန်တော်တေချာလေးသတိထားရမှာတော့ battery အဓိကမပေါက်ဘူးပဲသူ့အောက်မှာ core တွေအများကြီးရှိတယ်ဆိုတော့ကျွန်တော်တို့အခြေအနေကြည့်ပြီးတော့ကိုယ့်အကိုဒီ plastic တစ်ခုခုကော်ပြားလိုမျိုးတွေထုတ်ပြီးတော့ battery ကိုခွာလိုက်ပါဒါကတော့ battery အသစ်လေးဖြစ်ပါတယ် battery အသစ်လေးကိုအဲ့ဒီအဟောင်းထဲမှာနေရာမှာဒီလိုလေးခွာလိုက်ပြီးဆိုရင်တော့ထားလိုက်ပြီးတော့ socket လေးကိုချိတ်လိုက်ရုံပဲကဲဒါကတော့2014 modelဟိုကျွန်တော်ဒီမှာဒီ battery တွေကိုခွာပြီးတာနဲ့ဟိုဒီမှာကျွန်တော်တင်ဆက်ပေးမယ်နော်ဒီမှာ battery ကကျွန်တော်ကတော့ခွာပြီးပြီဒီအလုံးကတော့လဲပြီးသားအလုံးဖြစ်လို့ပါနည်းနည်းလေးမြင်မြင်လေးကျွန်တော်ပြီးဆုံးသွားပါတယ်ဒီအောင်မှာတော့ကျွန်တော်စကူလေးခဏပြန်ပြီးတော့မကတ်အောင်ဆိုပြီးတော့အဲ့ဒါဒီချိန်မှာကျွန်တော်ဒီခွာဖို့အတွက်ကော်ပြားလေးကကျွန်တော်ဖုံးကပါကိုဖြည့်ပြီးတော့ဒီမှာလောလောဆယ်မမလေးကိုကော်ပြားလုပ်ထားပါတယ်ကဲဒီ battery အဟောင်းကိုကျွန်တော်ထုတ်ပြီးတော့ battery အသစ်လေးကိုထားလိုက်အောင်ဟောဒီမှာ battery အသစ်လေးထားလိုက်တာနဲ့ဒီမှာသူနေရာနဲ့သူပုံစံကတော့ကိုယ့်ကိုရှိပြီးသားပဲအမှထားပြီးတော့ဒီမှာ connect လုပ်လိုက်ပြီးဆိုပြီးပြီအဲ့ဒါမထက်ခင်မှာကျွန်တော်ဒီဘေးက speaker နှစ်ခုကိုလည်းကျွန်တော်ပြန်တက်လိုက်မယ်တက်ပြီးတာနဲ့ကျွန်တော်ပြပေးမယ်နော်နောက်တစ်ခုဒီမှာဘယ်ညာ speaker မှာနှစ်တိုင်3နိုင်ကြီးရှိတယ်အဲ့ဒါတွေကိုထည့်ပြီးတော့သူ့ရဲ့ socket လေးကိုတွားပြီးတော့သူ့နေရာမှာပြန်ချိတ်လိုက်ရုံပဲချိတ်ပြီးတာနဲ့ဟိုဒီမှာဘယ်လိုပုံစံဖြစ်မလဲဆိုဒီမှာနှစ်တိုင်တွေပါတယ်ထည့်ပြီးဆိုရင်ဒီလိုလေး fit ဖြစ်သွားပြီသူနေရာနဲ့သူအဲ့ဒါကိုကျွန်တော်ကဒီမှာ2014 MacBook Pro battery လဲနီးဒီမှာလဲပြီးတာနဲ့ဟိုဒါမှတော့ကျွန်တော် power လေးဖွင့်ပြမယ်အဲ့တော့ကျွန်တော်ဒီထဲမှာ cycle ကောင်းတဲ့ battery တွေကိုပြမယ်ဆိုပြီးတော့ပြောထားတာကျွန်တော်အဲ့ပြလို့မရဘူးအဲ့ဒါ password မပေးထားလို့အားလုံးအထူးကျေးဇူးတင်ပါတယ်နော်11 mobile မှာ service လေးတွေလက်ခံပါတယ် battery တွေလဲခြင်းနဲ့ကိုအဝေးမှရှိနေပစ္စည်းလေးတွေကိုပို့ပြီးတော့ပြင်ခိုင်းမယ်ဆိုရင်လည်းရပါတယ်အားလုံးကျေးဇူးတင်ပါတယ်